ိုက်လက်မြို့သည်အရာတိုင်းဒေသကြီးဖျားပုံခရိုင်တွင်တည်ရှိသောမြို့နယ်တစ်ခုဖြစ်ပါတယ်။လက်မြို့သည်ပင်လယ်ရေမျက်နှာပြင်အထက်16.35 ပေအမြင့်တွင်တည်ရှိပြီးမြဝကျွန်းပေါ်ဒေသတစ်ခုလည်းဖြစ်ပါတယ်။2024 ခုနှစ်သန်းခေါင်စာရင်းအရလူဦးရေ 1,993,340 ဦးခန့်နေထိုင်ကြပါတယ်။အကျယ်ဝန်းအားဖြင့်ဧရိယာ 910.5 စတုရန်းကီလိုမီတာရှိပြီးမြို့ပေါ်ဧရိယာ 3.16 စတုရန်းကီလိုမီတာကျယ်ဝန်းပါတယ်။ကျိုက်လက်မြို့နယ်တွင်ရှေးဟောင်းသမိုင်းဝင်ဘုရားစေတီပုထိုးများများပြားစွာတည်ရှိသောမြို့တစ်မြို့လည်းဖြစ်ပါတယ်။ဆိုရဆမူလမှုသိပ္ပံကျိုက်လက်သည်ဧရာဝတီတိုင်းဒေသကြီးဖျားပုံခရိုင်ကျိုက်လက်မြို့တွင်တည်ရှိပြီးအရှေ့ဘက်တွင်အမှတ်၁ရပ်ကွက်အနောက်ဘက်တွင်ဖျားပုံကျိုက်လက်ကားလမ်းတောင်ဘက်တွင်ရေအောက်ကေဘယ်ရုံမြောက်ဘက်တွင်အထက်ကတစ်ကျောင်းဝင်းတို့တည်ရှိ၍အကျယ်ဝန်းမှာ 5.531 ဧကကျယ်ဝန်းပါလေ။နီးပညာထက်တန်းကျောင်းအမှာအားကျိုက်လက်မြို့သို့ပြောင်းရွှေ့ဖွင့်လှစ်ရန်2014 ခုနှစ်ဇန်နဝါရီလမှစတင်၍အဆောက်အဦများဆောက်လုပ်ခဲ့ပါတယ်။တရက်4 လ 2015 နှစ်မှာအစိုးရစက်မှုလက်မှုသိပ္ပံကျိုက်လက်အဖြစ်စတင်ဖွဲ့စည်းခဲ့ပြီး2019-2018 ပညာသင်နှစ်တွင်ပုံမှန်သင်တန်းများစတင်ဖွင့်လှစ်သင်ကြားခဲ့ပြီးကာလတိုသင်တန်းများကိုလည်းဆက်လက်ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါတယ်။မွေးပညာကိုသင်ယူနိုင်ရန်ဖန်တီးပေးပြီးအရေးချင်းရှိသောနည်းပညာနှင့်သက်မွေးပညာရဲ့အတတ်ပညာရှင်များမွေးထုတ်ပေးနိုင်ရန်လူငယ်လူရွယ်များအလုပ်ကိုင်ရရှိမှုဦးချင်းဝင်ငွေတိုးတက်မှုတို့အတွက်နည်းပညာနှင့်သက်မွေးပညာ၏ကဏ္ဍကိုမြင့်တင်ဆောင်ရွက်ရန်တိုင်းဒေသကြီးအတွင်းဖွံ့ဖြိုးတိုးတက်စေရန်အတွက်ဒေသလိုအပ်ချက်ဖြစ်သောနည်းပညာနှင့်သက်မွေးပညာဆိုင်ရာကာလတိုသင်တန်းများတိုးချဲ့ဖွင့်လှစ်သင်ကြားပေးရန်ဟူသောဦးစီးဌာန၏ရည်မှန်းချက်ဖြင့်ဆောင်ရွက်လုပ်ကိုင်လျက်ရှိပါတယ်။ က
ဗန်ကြိုက်လက်တွင်သင်ကြားပို့ချပေးလျက်ရှိသောဘာသာရပ်များမှာမြို့ပြအင်ဂျင်နီယာဘာသာရပ် Civil Engineering Electronic Engineer ဘာသာရပ် Electronic Engineering System Engineer ဘာသာရပ် Electrical Power Engineeringစက်မှု Engineer ဘာသာရပ် Mechanical Engineering Engineer ဘာသာရပ် Fan Machinery Engineering တို့ဖြစ်ပါတယ်။စတင်ဖွင့်လှစ်ခဲ့သည့်2019-2018ပညာသင်နှစ်တွင် AGTI Diploma အဆင့်ပုံမှန်သင်တန်းများဖြစ်သည့်မြို့ပြ Engineer Electronic Engineer System Engineer စက်မှု Engineer စသည့်အထူးပြုဘာသာရပ်၄ခုအားစတင်ဖွင့်လှစ်ခဲ့ပြီး2019-2020ပညာသင်နှစ်တွင်စက်မှုလယ်ယာနည်းပညာဒီပလိုမာသင်တန်းကိုဒေသလိုအပ်ချက်နဲ့အညီတိုးချဲ့ဖွင့်လှစ်သင်ကြားပေးခဲ့ပါတယ်။လူမှုဘဝနဲ့လက်ရောညီထွေစွာနေထိုင်နိုင်ဖို့အတွက် Social Science နဲ့ Life Skill ဘာသာရပ်တွေကိုလည်းသင်ကြားပေးခဲ့ပါတယ်။ Civil Engineering Civil Engineering Major တွင်အဆောက်အဦနှင့်တရားများအား estimate တွက်ချက်ခြင်း survey တိုက်တာခြင်းများ Woodworking machine များကိုကောင်းစွာကိုင်တွယ်အသုံးချခြင်းစတဲ့ဘာသာရပ်များကိုလည်းလေ့ကျင့်သင်ကြားပို့ချပေးလျက်ရှိပါတယ်။ Electronic Engineering Major တွင် Circuit Board ဖြင့် Circuit Design တည်ဆောက်ခြင်းများ Network Communication Device များဖြင့်ကွန်ရက်တည်ဆောက်ခြင်း Microcontroller Program ရေးသားပြီး Hardware Device များဖြင့်ချိတ်ဆက်အသုံးပြုခြင်းစသည့်ဘာသာရပ်များကိုလေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ်။ Electrical Power Engineering Electrical Power Engineering Major တွင်အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းဆိုင်ရာလုပ်ငန်းများပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာလုပ်ငန်းနယ်ပယ်များမော်တာများ Transformer များပြန်လည်ပြုပြင်တပ်ဆင်ခြင်းဆိုင်ရာလုပ်ငန်းများကိုလေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ်။ Mechanical Engineering Mechanical Engineering Major တွင် Machine ပိုင်းဆိုင်ရာဘာသာရပ်များဝရိတ်နှင့် Aircon ပိုင်းရေခဲတံတားပိုင်းဆိုင်ရာဘာသာရပ်တွေကိုပါလေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ်။ Machinery Engineering Fan Machinery Engineering Major တွင် Introduction to Agriculture စိုက်ပျိုးရေးနှင့်ပတ်သက်သော Soil Test များ Tractor များ Repair and Maintenance ပိုင်းများကိုသင်ကြားပို့ချပေးလျက်ရှိပါတယ်။
ပုံမှန်သင်တန်းများတင် जा ပို့ချပေးတဲ့ကဲ့သို့ဒေသလိုအပ်ချက်ကိုရေတိုကာလအတွင်းဖြည့်ဆည်းပေးနိုင်သည့်ဤပညာနှင့်တက်မွေးပညာကာလတို့သင်တန်းများဖြစ်သောလေယာသုံးစက်ပစ္စည်းပြုပြင်ထိန်းသိမ်းမှုသင်တန်းကွန်ပျူတာအခြေခံစာစီစာရိုက်သင်တန်းလက်သမားပယံသင်တန်းအမျိုးသမီးဆက်ချုပ်သင်တန်းအိမ်တွင်းလျှက်စစ်သွက်တန်းမှုသင်တန်းအခြေခံလျှက်စစ်ဂဟေဆက်သင်တန်းတလုံးတိုးဓာတ်ဆီအင်ဂျင်ပြုပြင်ခြင်းနှင့်ဆိုင်ကယ်ပြုပြင်ခြင်းသင်တန်းအခြေခံလူသုံးကုန်ထုတ်လုပ်မှုရေမလိုလက်တန့်ဆေးရည်ခေါင်းလျှော်ရည်နှင့်စက်ပြားမျိုးမျိုးပြုလုပ်ခြင်းအဲကွန်မွမ်းမံထိန်းသိမ်းခြင်းသင်တန်းများကိုသင်ကြားပို့ချပေးခဲ့ပြီးယနေ့အထိကာလတိုသင်တန်းသားဦးရေ1168ဦးကိုလည်းမွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ကျောင်းတွင်း project show ပြပွဲပြိုင်ပွဲများနှစ်စဉ်ကျင်းပပေးခြင်းကျောင်းသားကျောင်းသူများစာရိတ္တကောင်းမွန်ပြီးယဉ်ကျေးလိမ္မာစေရန်ဟောပြောပွဲများကိုလည်းပုံမှန်ကျင်းပပေးလျက်ရှိပါတယ်။ကျောင်းတွင်ကိုယ်ကာယကြံ့ခိုင်စေရန်အတွက်ဆောင်းရာသီအားကစားပွဲတော်နှင့်မေဂျာပေါင်းစုံဘောလုံးပြိုင်ပွဲများကိုလည်းကျင်းပပေးလျက်ရှိပါတယ်။မောင်မဲတစ်လင်ကြိုးစိုးပွဲနှင့်ပညာရေးကျွန်းစုပေးပွဲများကိုလည်းကျင်းပပေးလျက်ရှိပါတယ်။2025ခုနှစ် AGTI ဒီပလိုမာအနှဲပွဲအခမ်းအနားတွင်လည်းကျောင်းသားကျောင်းသူ129ဦးကိုဒီပလိုမာလက်မှတ်ပေးအပ်ချီးမြှင့်နိုင်ခဲ့ပါတယ်။တိုင်းဒေသကြီးသာပုံခရိုင်ကြိုက်လက်မျိုးအစိုးရစက်မှုလက်မှုသိပ္ပံကြိုက်လက်အားသင်ကြားသင်ယူမှုပုံမကောင်းမွန်တဲ့ပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်လာစေရန်နှင့်ဖြစ်မီဖွံ့ဖြိုးတိုးတက်သောကျောင်းတော်ကြီးအဖြစ်အကောင့်ထဲပေါ်ဆောင်ရွက်နိုင်ရန်အလေးထားဆောင်ရွက်လျက်ရှိပါတယ်ရှင်။